Can you advise me ဒီလိုမျိုးရေးရင်မှားတယ်နော် Can you advise me လို့ရေးမှာမှန်တယ်ဒီနေ့ CE နဲ့ SE နဲ့ဆုံးတဲ့ advice နှစ်ခုရဲ့ကွာခြားချက်အသုံးပြုပုံတွေကိုရှင်းပြချင်ပါတယ်များသူကလေ့လာလို့ရအောင် like comment share လေးလုပ်ပေးထားဖို့မမေ့ပါနဲ့နော် CE နဲ့ဆုံးတဲ့ advice သူ့ရဲ့အတန်ထွက်က advice သူက noun ဖြစ်တယ် noun ဆိုတာတော့မှ uncountable noun ရေးတွက်လို့မရတဲ့နာမ်ပုတ်ဖြစ်တယ်အဓိပ္ပာယ်ကတော့အကြံဉာဏ်ဥပမာ Can you give me some advice Can you give me an advice လို့မသုံးရပါဘူးဘာလို့လဲဆိုလို့ရှိရင်ခုနပြောတဲ့အတိုင်းသူကဒီ uncountable noun ဖြစ်တယ် uncountable noun ရဲ့ရှေ့မှာ am ထည့်လို့မရဘူးเนาะ That's good advice I need your advice သူရဲ့ပတ်တန်က give someone advice need advice SE နဲ့ဆုံးတဲ့ advice ကဒီ verb ဖြစ်တယ်အဓိပ္ပာယ်ကအကြံပေးတယ်သူရဲ့အတန်ထွဲက advice ဇက်အတန်နဲ့ဆုံးတယ်ဥပမာ Can you advise me I advised him to study harder the doctor advised me to rest သူရဲ့အသုံးများတဲ့ပတ်တန်ကြတော့ advice someone to plus verb 1သူတို့နှစ်ခုရဲ့အရေးကြီးတဲ့ကွာခြားချက်ကြတော့ပထမတစ်ခုဒီ noun ဖြစ်တဲ့အတန်ထွဲကဒီ CE နဲ့ဆုံးတဲ့ advice ဖြစ်တယ်ဒုတိယတစ်ခုဒီ advise verb ဖြစ်တယ်အတန်ထွက်ဒီ z အတန်နဲ့ဆုံးတာဖြစ်တယ်ဒီမှားနိုင်တဲ့အခြေအနေတွေကိုလည်းသတိထားပြီးတော့မှတ်သွားပါတော့ Can you advise me မဟုတ်ဘူး Can you advise me လို့သုံးမယ် He gave me an advice လို့မသုံးရဘူး He gave me some advice လို့သုံးမယ်ဒါတော့ဆိုလို့ရှိရင်တို့နှစ်ခုရဲ့အဓိပ္ပာယ်နဲ့အသုံးပြုပုံတို့ကဘာလဲဆိုတာလေကိုကိုပြပြသိလောက်ပြီးထင်ပါတယ်နော်မိမိကိုယ်ပိုင်ဝါကြလေးတွေကို comment မှာရေးခဲ့ပေးဖို့မမေ့ပါနဲ့နော် See you on the next video have a happy life